အလုံးမြင်လာမှာဒီနေ့ကကြတော့ဒါလေးပုတ်လေးဆက်ပြဒါလေးရဲ့ဒါလေးစားရမှာပေါ့နော်စားမယ်ဒါ900ရတယ်တန်9ကြောက်မှာဆိုတော့ထုတ်ပြပါမှာ ဟာလည်းမြေဆိုင်ရဲ့ဘေးကိုလိန်ကြီးကလိုကြီးလေကျော်လိုက်မာတော့ဒီမျိုးလေးချောကလက်ဒါကြောင့်သူ့ကိုလာပြီးတော့စိတ်တော်အောင်လုပ်နေတဲ့သူကိုလည်းမာနုကတိုက်ချလိုက်ပြီးတော့ရှင်းဖို့ပြောကြတော့လုပ်ပြလိုက်ပါတယ်။မာနုမှာစကီလို့ခေါ်တဲ့ကောင်မလေးတယောက်ရှိနေပြီးတော့သူကလည်းအပြေးအားပေးနေတဲ့အပြင်အလားကောင်းကောင်းနဲ့ဂျင်းလို့ခေါ်တဲ့နောက်ထပ်တကယ်ကြီးတယောက်ရှိနေပါတယ်။ဒီတော့ဒီပွဲကိုကျက်ပါပေးနေတာကြောင့်ဒီကနမလိုက်တာနော်။ဘာမှဒီပြိုင်ပွဲမှာအခုတည်းနဲ့လိုင်းတော့နဲ့စားမှာပေါ့နော်။သူရဲ့အချင်းကိုတခြားဘက်လူတွေနဲ့ပြသခွင့်ရတဲ့အကြောင်းကိုလည်းနည်းနည်းတော့မမ